ရှင်အခုလိုဒီမှာဗာလေးလုပ်ဖြစ်နေလဲမဆုံးနိုင်ကြဘူးဟုတ်အခုလည်းတလောရောခီးလေးထွက်တယ်ပြီးတော့အိမ်မှာဟင်းလေးချက်တယ်ခိုင်ကြရင်ရှူတင်ရှိလို့ရှိရင်ရှူတင်သွားရပေါ့ဟင်းနေတော့ချက်တက်နေပြီပေါ့ဘာဟင်းနေချက်တက်လဲပြောပြပါဟုတ်တယ်ညအခုတလောအဲ့လိုအိမ်မှာပေါ့နော်ဟိုအပြင်စားတွေတိတ်မစားဖြစ်အောင်ဆိုပြီးတော့ကိုယ့်ကိုချက်စားရင်းနဲ့အဲ့လိုမျိုးဒီ YouTube ကနေကြည့်ကြည့်ပြီးတော့ချက်စားဖြစ်တာပေါ့ဟုတ်အင်းချက်တက်လဲရမမေတို့အကျွေးမမေပါပြောတယ်ကောင်းတယ်မိဘတွေကတော့ချစ်လွတ်နေမှာပေါ့နော်ကောင်းတယ်ဖေဖေရောပြောရဟုတ်ပရိသတ်တွေကရွှေရှင်ကအစ်ကိုမျောနေတယ်ဘလို့ကားလေးထွက်ပေါ်ရှိလဲဟုတ်ရုံးဘလို့ကားလေးမျောလို့ရမလဲဆိုတော့ဥမာရလေဟာတာမှာတိတ်ပြီးတော့အရန်ဟိုဘလို့ပြောမှန်းရင်းနှီးမှုမရှိတဲ့အခါကျတော့ရုံးထပ်တွေ့ရင်ဒရာမာလေးနဲ့ပဲတွေ့ရမယ်ထင်ပါတယ်ဟုတ်ခီးရထွက်ဖြစ်တဲ့မျိုးရှင်ပေါ့နော်ခီးတွေခီးနဲ့ဒီကခီးတွေခီးကိုပေါ်ကြတယ်ပြည်တွင်းခီးကိုသဘောကျတယ်ပြည်တွင်းခီးကကျတော့အမြဲသွားဖြစ်နေလို့လားတော့မသိဘူးပေါ့နော်အဲ့လိုမျိုးဟိုအစားတောက်လေးတွေအစားကိုနဲ့ရင်းနှီးပြီးသားဖြစ်တယ်လေရှမ်းပြည်သွားလဲရှမ်းစားစားလေးကြိုက်တယ်ပြီးတော့beach တွေပါသွားရဲဆိုလဲအကင်းနေရခိုင်စားတွေကြိုက်တယ်ဆိုတော့ရောအဲ့လိုပြည်တွင်းခီးသွားရရင်အဲ့လိုအစားကောင်းရှိတဲ့နေရာကိုကြိုက်တဲ့အစားစားရှိတဲ့နေရာလေးသွားရရင်ပိုပျော်ပါပေါ့နော်overseas trip တွေကြတော့လဲကောင်းတော့ကောင်းမှာဒါပေမဲ့လဲဟိုဘယ်ဟာပိုသွားချင်လဲဆိုတော့ပြည်တွင်းခီးဆိုအဲ့လိုမျိုးချက်ချင်းကောက်ပြီးသွားလိုက်ချင်တာဟုတ်အချင်းတစ်လေးတွေရောထုတ်ဖို့ရှိလားတချင်းတစ်တော့မရှိပါဘူးရအဲ့ရောကလည်းအဲ့လိုပေါ့ဒီဘေးနားနေပြီးတော့ဟိုဝိုင်းလုတ်ပေးကြတဲ့သူတွေရှိလို့ဒါလှုပ်ဖြစ်လိုက်တာပေါ့လေဟိုရောဒီဟာဟိုဘယ်လိုပြောမလဲဒီဇိုင်းမလုံးမယ်လို့ရည်ရွယ်ထားတော့မဟုတ်ဘူးဆိုတော့လေဒီ TikTok မှာအရန်ဆော့ပေးကြနေကျေးဇူးတင်နေပါပြီလက်ဝဲရနာလေးရောစုပြစ်လားလက်ဝဲရနာစုပြစ်လားလက်ဝဲရနာဆိုတော့ရအဲ့လိုမျိုးဒီတိတ်လေးပေါ့နော်အဲ့လိုဟိုမနက်ပွဲဖြစ်ဖြစ်ညနေပွဲဖြစ်ဖြစ်အဲ့လိုမျိုးဘယ်ပွဲမဆိုလိုက်တဲ့လိုမျိုးဘယ်လိုပြောရမလဲလူငယ်ဆက်ဆံဒီဇိုင်းလေးတွေပေါ့အဲ့လိုမျိုးလေးပို့သဘောကျပါတယ်ဟုတ်စိတ်နှံတော်ရောဖတ်ပြရရှိတာပြောပြရောစိတ်နှံတော်နဲ့အမှတ်တရရရှိရပေါ့ရောအဲ့လိုဟုတ်ဒီဆက်ကြောတက်လေးဖြစ်လာခဲ့ရင်စိတ်နှံတော်လက်ဝဲရနာရင်းနဲ့အများကြီးပွဲတွေတက်ခဲ့ရနောက်ပြီးရောအမှတ်တရနေ့မှာလည်းစိတ်နှံတော်ဝှက်ဖြစ်တာအများကြီးရှိရပေါ့နော်ပြီးတော့ဒီစိတ်နှံတော် event နေ့ဒီ anniversary ပွဲတွေမှာဆိုလည်းတူတူရှိခဲ့ရဆိုတော့စိတ်နှံတော်နဲ့အမှတ်တရအများကြီးပါပဲပြီးတော့စိတ်နှံတော်မှာအဲ့လိုမျိုးဝှက်ကြည့်ရတဲ့အရန်သဘောကျလို့ဆိုရောဝယ်မယ်လို့စိတ်ကူးထားတဲ့ဟာလေးလည်းရှိတယ်ကိုလားမောင်လေးလားကိုဆိုပါတော့ဟိုနော်စိတ်နဲ့ဟိုပစ္စည်းကိုကောင်လေးကချင်တယ်ဆိုလို့ရှိရင်ဘယ်လိုပစ္စည်းမျိုးလေးကိုဝယ်ပေးစေချင်လဲသူရောကလည်းအဲ့လိုမျိုးကိုယ်ဝယ်ပြတယ်ကိုယ်ပဲဝယ်ပေးရှင်တာကိုယ်ပဲအန်ရှင်တာအဲ့လိုမျိုးဆိုကိုယ်ဘယ်လိုမျိုးဝယ်ပေးလဲဆိုဘာဝယ်ပေးကြိုက်မှာပဲပေါ့နော်ဒါပေမဲ့ကိုကဆိုလို့ရှိရင်တော့ပို့ဝယ်ပေးချင်တယ်ဟုတ်စူးစမ်းလိုက်ပါဦးကောင်လေးနဲ့ရောလို့ပေါ့နော်ခီးရပါရောဒီလိုထွက်ချင်တာထပ်ရှင်မှာခီးရတော့ဘယ်ချိန်မှဖြစ်အဲ့လိုအိမ်မနေရနဲ့မတူခီးထွက်လိုက်လို့ရှင်စိတ်ကပျော်ပြီးတော့လေအဲ့လိုလေစားလဲပိုစားလို့ကောင်းတယ်ပိုလဲအိတ်လို့ကောင်းတယ်ခီးရတော့အမြဲပျော်ပါတယ်ဟုတ်အခုပေါ့နော်လက်ရှိရဲ့အခြေပေါ့နော်ကိုလိုချင်တဲ့ character ကောင်းလေးမျိုးနဲ့ချက်ထိတ်ကြရှင်ကကျတော့ကောင်းလေးကတော့ဒီဆန်လာဆိုတော့ဒီလိုနေရာမြည်လာလို့ရှိရှိပေါ့အဲ့ဒါတော့ဘယ်လိုပြောရမလဲအဆင်ပြေပါတယ်ပျော်ပါတယ်ဟုတ်ရောအဲ့လို expectation အများကြီးမထားဘူးဟုတ်ပိုဖလာတယ်ပျော်နေလို့ထင်တယ်ချစ်ခံတဲ့ကောင်လေးကပိုလာကြအမှန်ထင်တယ်ရောချစ်တဲ့ပြည်သက်တွေတော့ယူဟာလေးပြောချင်လဲဟုတ်ကဲ့ဒီရောပေါ့နော်ဟိုငငယ်လေးကမြင်ဖူးလို့အားပေးသည်ပဲဖြစ်စေဒါမှမဟုတ်လို့ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ပေါ့နော်ဟိုတခါလောက်လေးပဲဖြစ်ချစ်ဖူးတဲ့သူအားပေးဖူးတဲ့သူတွေအကုန်လုံးရရင်ထဲမှာအမြဲရှိပါရဲ့လို့အမြဲလည်းမေတ္တာပို့ရဲကျေးဇူးလည်းအမြဲတင်ပါတယ်ရှင်လို့တာ